ကျွန်တော်ပြတာမြင်ရကြလားမသိဘူးမတို့3-1ကို3-1လို့ဒီလိုကြားတယ်လိုင်းရကိုစေးကျွန်တော်ကိုမနေတက်မလာလို့ကျွန်တော်မြင်ရကြလားမသိဘူးကိုမနေဖွင့်လာလားမသိဘူးကိုမနေဖွင့်လာတယ်တက်မလာလို့ဒါမျိုးပေါ့နော်ဒီ3-1ကိုဒီလို3-1လို့ဒီလိုပြန်ကြတယ်နော်အဲ့တော့3-1ကို3-1လို့哦，对对对，含污水。看到是，哦，哦，米呀，哦，叫啥标了呀？喏，还看到是，米呀吧，好，对喏，哦，ဒီလို3-1ကိုဒီလို3-1လို့ဒီလိုပြန်ကြတယ်ပေါ့နော်အဲ့ဒီပြန်ကြတဲ့အချိန်မှာသူကဒါမျိုးဖြစ်တယ်ဒီမှာ4နှစ်ကိုဒီလို4နှစ်လို့ဒီလိုကြာတယ်နော်4နှစ်ကို4နှစ်လို့ဒီလိုကြာပြီးသွားတဲ့အချိန်မှာ तू ကဒီတစ်ပတ်ထဲမှာ तू ခွန်တစ်ကိုတစ်ခွန်လို့ဒီလိုပြန်ထွက်ထားတယ်နော် तू နောက်တစ်ခုကဒီမှာ303ကို303လို့ဒီလိုထွက်ပြီးသွားပြီဆို तू ပြန်ကြကနေနဲ့330ဒီလိုမျိုးတွေဒါဆင်းတယ်နော်ဒီမှာ14ကိုဒီလို14လို့ဒီလိုပြန်ကြပြီးသွားပြီဆိုတော့တစ်ခွန်လို့ဒီ14ကလည်း14တိုင်းဒါမျိုးဆင်းတယ်နော်ကဲဟုတ်ပြီအဲ့တော့ဒီတက်ဆဲကိုဒီလိုတက်ဆဲလို့ပြန်ကြတဲ့အတွက်သူကဒီမှာသူကပြန်ကနန်းနေဒီပတ်ထားမှာသူစင်းအောင်ပြန်ကနန်းနေနော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီနေ့အတွက်ကိုတစ်ဆက်ပြောပြမယ်ကျွန်တော်ဒီမူကိုကြိုက်တယ်3-1ကို3-1လို့ဒီလိုပြန်ထွက်လာတဲ့အတွက်နော်သူကဒီ4နှစ်ကို4နှစ်လို့ဒီလိုပြန်ထွက်တယ်ဒီလိုထွက်ထားတဲ့အတွက်သူ4နှစ်ကအောက်မှာဒီ69ဆိုတဲ့နက်ခတ်ထွက်ထားတယ်နော်ဟုတ်ပြီတစ်ချက်နော်ဒီလို3-3ကိုဒီလို3-3ကိုထွက်ထားတဲ့အတွက်ဒီရက်ဒီအောက်မှာတော့ပါဝါဆိုတဲ့ကဏ္ဍတစ်ခုထွက်ထားတယ်နော်ဒီမှာအပူးထွက်ထားတယ်နော်အဲ့တော့ဒီမှာလည်း14ကိုဒီ14ထွက်ထားတဲ့အတွက်ဒီအောက်မှာတော့90ဆိုတဲ့ကဏ္ဍပါဝါထွက်တယ်38ဆိုတဲ့ပါဝါထွက်ထားတယ်နော်အဲ့တော့ဒီမှာ10ကို3-1လို့3-1ကို3-1လို့ဒီလိုထွက်ထားတဲ့အတွက်တော့ဒီအောက်မှာတော့ပါဝါလားနက်ခတ်လားအပူးလားညီကိုလားဒါတခုနော်ကဲနောက်တစ်ခုကကြတော့ဒီလို2431ထားအနေနဲ့2431ကိုမပြသေးဘူးဒီလိုညီကိုနှစ်ချက်ဆင့်တာပေါ့နော်ညီကိုဒီလိုနှစ်ချက်ဆင့်ပြီးသွားရင်သွားဥမာဒီ4590ဆိုတဲ့ဒီလိုညီကိုဆင်းတယ်နော်ညီကိုနှစ်ချက်တူသွားတယ်အဲ့လိုသွားပြီးဝင်တော့ဒီမှာ49ဆိုတဲ့ပါဝါတစ်ခွက်ထွက်တယ်49ပါဝါထွက်တယ်နော်49ဒီလိုညီကိုဒီလိုထွက်ပြီးသွားပြီဆိုတော့90ဆိုတဲ့ညီကိုပြန်ထွက်တယ်နော်တော့ဒီမှာ90နှစ်တဲ့ညီကိုလိုထွက်တယ်ဒီမှာ94ဆိုတဲ့ပါဝါထွက်တယ်ဒီလို90နှစ်တဲ့ဒီလိုညီကိုနှစ်ချက်ကြားတဲ့ခါကျတော့60ဆိုတဲ့ဗရိတ်3ထွက်တယ်နော်အဲ့တော့ကျွန်တော်တို့ကဒီမှာညီကိုနှစ်ချက်ကြားတယ်ဒီအပေါ်မှာပြီးခဲ့တဲ့တစ်ပတ်တောက်ကြ4598ဆိုတဲ့ခဏညီကိုဆင်းထားတဲ့အတွက်တော့ဒီကောင်လေးနဲ့အလားသဏ္ဍာန်သွားတူတယ်ပေါ့နော်ညီကိုအဲ့လိုဆင်းပြီးသွားပြီဆိုရင်သူကဒီမှာ94ဆိုတဲ့ပါဝါထွက်လာတယ်နော်94ဆိုတဲ့ပါဝါထွက်လာတယ်အဲ94ဆိုတဲ့ပါဝါထွက်လာတဲ့အတွက် तू ကဒီဘရိတ်3ကိုဒီဘရိတ်3လို့ပြန်လာလားနော် तू ကလည်းဒီမှာ99လို့ဒီလိုထွက်တယ်99လို့ဒီလိုထွက်ပြီးညီကို9ဘရိတ်9ဘရိတ်ထွက်ပြီးသွားပြီဆိုရင်ဒီမှာ49ဆိုတဲ့3ဘရိတ်ကိုမနက်ပိုင်း3ဘရိတ်နဲ့ဘရိတ်ပြန်တူထားတယ်တစ်ချက်နော်သူ
တော့ဒီမှာလဲ90ကို32ဆိုပြီးညီကိုထွက်ပြီးသွားပြီဆိုဒီ6ပရိတ်ကဒီ6ပရိတ်လို့သူတို့ဆင်းတယ်နော်ဒီမှာသူက3ပရိတ်ထွက်တယ်နော်ဒီမှာလဲ90ကို2တက်လို့သူတို့ထွက်ပြီးတော့ဒီ3ပရိတ်ပဲဒီမှာ3ပရိတ်ပြန်ထွက်တယ်အဲ့တော့ဒီ90ကိုဒီ2တက်လို့ညီကိုဒီလိုနှစ်ချက်သွားယူသွားဆိုဒီ60ခွန်ဆိုတဲ့3ပရိတ်ပဲဒီမှာထွက်တာဆိုတော့ပြောချင်တာကသူက10လို့ဒီလိုထွက်ထားတဲ့အတွက်သူကဒီမှာ3ပရိတ်ထွက်မလားဒါမှမဟုတ်ပါဝါထွက်လာမလားဒါမှမဟုတ်2တက်လား4 9လား6ခွန်လားဒီ3ပရိတ်ထဲရပါတော့3ပရိတ်ဆိုရင်ကဲအဲ့ဒါနောက်ထပ်ထားလိုက်ပါနောက်တစ်ခုကျွန်တော်ထပ်ပြမယ်နော်အဲ့တော့နောက်တစ်ခုကျွန်တော်ပြောချင်တာဒီမှာ42ဆိုတဲ့နက်ခတ်ထွက်တယ်နော်ဒီမှာ17ပရိတ်ထွက်တယ်17ပရိတ်42ဆိုတော့နက်ခတ်က17ပရိတ်ကဒီလိုထွက်ပြီးသွားပြီဆိုရင်သူကတနေ့ကုန်လုံးမှာ6တက်ဆိုတော့ပါဝါဖြစ်တယ်ဖြစ်ပြီးသွားပြီဆိုတော့50ခွန်ဆိုတော့ကဏ္ဍထွက်ပြီးတော့ဒီမှာ3ညနဲ့39ဆိုတဲ့ကဏ္ဍလိုက်ထွက်တယ်နှစ်ပရိတ်တွေဒီမှာထွက်တာနော်16လို့ဒီလိုပါဝါဒီလိုတစ်စုံဖြစ်ပြီးသွားပြီဆိုရင်နှစ်ပရိတ်တွေပဲထွက်တာ9ခွန်3ညနဲ့39ဆိုတဲ့ကဏ္ဍထွက်တယ်ကဲဒီမှာလဲလူပဲ6တက်ဆိုတော့2 4 10လို့ဒီလိုထွက်ပြီးသွားပြီဆိုတော့17ကို17လို့ပြန်ကြပြီအဲ17ကပဲဒီမှာ17ပြန်ထွက်တယ်17ကပဲ17လို့ပြန်ထွက်ပြီးတော့39နဲ့3ည2ဆိုတော့ကဏ္ဍကြီးထွက်လာနော်အဲ့တော့ဒီမှာဒီ2 4 3ညတက်6တက်ဘရိတ်ဖြစ်ထားပြီးတော့အတွက်တက်ချင်း2ချက်ထူတော့ဒီမှာသူကတက်ဘရိတ်လို့သူကပြန်ဆင်းမလားသူကနော်ဒီနေ့တနေ့ကုန်စာအတွက်ပတ်သီးတစ်လုံးဒါကျွန်တော်ပြောပြမယ်နော်အင်္ဂါနဲ့မနက်မှာခွန်3လို့ကြာတိုင်းဗုဒ္ဓဟူးနေ့တနေ့တစ်လုံးကုန်9တစ်လုံးပါနော်ဒါကျွန်တော်ပြမယ်ဒီမှာခွန်3လို့ဒီလိုထွက်ထားပြီးပြီဆိုရင်နောက်နေ့မှာ85 9တစ်လုံးပိုင်နဲ့လိုက်တယ်နော်အင်္ဂါနေ့မနက်ခွန်3လို့ကြာပြီးတော့ဆိုရင်နောက်နေ့မှာ9တစ်လုံးပိုင်နဲ့လိုက်တယ်အင်္ဂါနေ့ခွန်3မနက်ခွန်3လို့ကြာပြီးသွားရင်ဒီမှာ9တစ်လုံးပိုင်နဲ့လိုက်တယ်အင်္ဂါနေ့မနက်ခွန်3လို့ကြာပြီးသွားရင်နောက်နေ့မှာ9တစ်လုံးပိုင်နဲ့လိုက်တယ်အင်္ဂါနေ့မနက်ခွန်3လို့ကြာပြီးသွားရင်9တစ်လုံးပိုင်နဲ့လိုက်တယ်ဒါကျွန်တော်ဒီမှာ30ခွန်လေးတော့ကျွန်တော်ထပ်ကြည့်လိုက်သေးတယ်အဲ့တော့9တစ်လုံးပိုင်နဲ့လိုက်တဲ့အတွက်ဒီနေ့ဗုဒ္ဓဟူးနေ့တနေ့ကုန်မှာ9တစ်လုံးပိုင်သတိထားပါ9တစ်လုံးပိုင်နော်ဒီတော့ကျွန်တော်ဆိုလိုချင်တာကတော့ဦးဒါဒီနေ့တနေ့ကုန်တာတော့ကိုကျွန်တော်ဒါ9တစ်လုံးပိုင်လို့ကျွန်တော်ပေးထားတယ်ဆိုတော့လို့တော့ဒီမနက်ကိုဘယ်လိုထိုးရမလဲဆိုတော့နည်းနည်းတော့ရှုပ်နေနော်ဟုတ်ပြီအဲ့တော့ဒီမှာ2 4 10ဒီလိုထွက်တယ်17ပရိတ်ကြားတဲ့အတွက်62ကို84ဆိုပြီး17ကို17ဒီလိုပြန်ထားတယ်ကျွန်တော်ဒါလေးကိုသဘောကျတယ်17ကို17လို့ဒီလိုပြန်ပြီးသွားပြီဆိုရင်သူက2ပရိတ်ဆိုတော့3939နဲ့ထွက်ထားတယ်ဒီလို4နှစ်ကိုခွန်4လို့ဒီလိုကြားတယ်ကြာယူရင်12ကို12လို့9ခွန်ကို32လို့ဒီလိုပြန်ထားတယ်ပြီးရင်12ပရိတ်ပြန်ထွက်တယ်နှစ်လေးကို3ညတက်တနေ့ကိုမှ6တက်ပရိတ်ဖြစ်ပြီးသွားပြီဆိုရင်1လို့ဒီလိုကြားတဲ့ဒီမှာရင်17ပရိတ်ထွက်တယ်17ပရိတ်ထွက်တာကိုကျွန်တော်ဒီမနေ့အကြိုက်ဆုံးခဏဒီ38နဲ့56ဒီမနေ့38နဲ့56နှစ်ကွက်မိန်ထိုးမယ်နော်38နဲ့56ဒီမနေ့မိန်ဟိုကတ်ဟိုနည်းနည်းပါဟိုဖြစ်ချင်တယ်ဆိုတော့ဒီမနေ့38ကိုပို့ထိုးနော်ကျွန်တော်ဒီမနေ့38ကိုပို့ကြိုက်တယ်56နဲ့နော်ပြီးတော့ဒီတစ်ပတ်အတွင်းမှာပြန်ကနန်းတွေရှိတယ်နော်ပြန်ကနန်းတွေရှိတယ်အဲ့တော့နည်းနည်းအားလုံးသတိထားကြပါဒီနေ့
အားလုံးပဲကံကောင်းကြပါစေ